တင်းလာသားသမီးတွေဆရာတို့ဒီမှာတပတ်တာကန်ချပါနေဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီကနေမိတ်တွေရဆရာတို့တင်းလာသားသမီးတွေကဒီတပတ်ထဲမှာကနော်ပြောရမယ်ဆိုလို့ရှိရင်ဆရာတို့ဒီမှာကိုကလက်ရှိကြုံတဲ့အရာတွေနော်လက်ရှိကြုံတဲ့အရာလေးတွေကိုစိတ်အေးထားဖြည့်ရှင်းဒါတွေကဖြည့်ရှင်းပြီးသွားမှာနော်ဖြည့်ရှင်းပြီးသွားမှာပြီးတော့အနောက်ဆက်တိုက်ခိုက်တွေရှိမယ်ကိုလာပြီးတော့နော်မဟုတ်တန်းနဲ့ရှောက်ပြောတာဆွဆွတာရှိမယ်အဲ့ဒါကကြောဖြတ်သွားနိုင်မယ်နော်အဲ့ဒါကကြောဖြတ်သွားနိုင်မယ်ပြီးလို့ရှိရင်ကိုကဒီကနေမိတ်တွေရကကိုကဟိုပြောမယ်ဆိုကိုမှစားပါတော့နော်ခွန်အားမရှိဘူးရှေ့ဆက်ဖို့စိတ်တွေရှုံနေရပြင်မနဲ့ထင်အနားယူလိုက်နားယူပြီးလို့ရှင်ကိုကဒီအခြေအနေကြီးကိုကြောခိုင်းပြီးတော့လူသိစိတ်သိနဲ့ရှေ့ဆက်နိုင်မယ်ဒါတွေကုန်ထားခဲ့ဒါတွေကဘာမှမဟုတ်တိတ်မှကြံခဲ့ကိုဖြစ်ပြက်ခဲ့တဲ့မြတ်ကိုကလုပ်လို့မရအဲ့တော့ထားခဲ့ပြင်ကိုလက်ရှိမှာအကောင်းဆုံးလုပ်နေတဲ့အရာလုံးမယ်ဒီထက်ပိုပြီးတော့အများကြီးစိတ်ကိုတည်ငြိမ်နဲ့စိတ်တက်ကြွနဲ့တဲ့ကိုစိတ်ကိုပြင်ဆင်ပြီးတော့ဖြတ်သန်းမယ်ဆိုရင်ဒီတစ်ပတ်ထဲမှာကောင်းလာမယ်အဲ့တော့ချီရကိစ္စမှာဆိုလဲအရင်တော့မပြေလေတိုင်းမှတ်တယ်များကိုထားခဲ့နိုင်ပြီးတော့ပြေလေတဲ့နော်အခြေတစ်ခုကိုဖန်တီးဆောက်နိုင်မယ်ဆိုတဲ့ဒါကာလဖြစ်တယ်အဲ့တော့ဒီတစ်ပတ်ကိုတန်ဖိုးထားပြီးဖြတ်သန်းမှာအဲ့တော့ comment မှာငါအတွက်ကောင်းချင်းတွေငါအရှားယူမယ်ဆိုပြီးရေးသွားပါနော်။အမေတို့တည်တဲ့မေးချင်တာရှင်ဆက်စီမှာလာမေးလို့ရတယ်နော်ဒီဗီဒီယိုလိုက်ကရှင်းလုပ်သွားပြီပါကျေးဇူးများတင်ပါတယ်။